အကဗျာ100ပေးငွေ100အေး100กว่าနေဘူးกว่าမြတ်ဟုတ်ဘာလို့ကိုလဲခင်ဗျငွေ100လူမသိငွေမချမြတ်မိဆိုတာရရဲတာမရောက်နိုင်ဘူးခင်ဗျရောက်ရအောင်ရိတ်တာကြီးရောင်မှုနော်ရောင်မှုပြုတ်ဝယ်မယ်မကြနဲ့200กว่า200ရောင်ပါဘူးလားမိုးသားနဲ့300ဟဲ့ရောင်မှုပြုတ်400กว่าရောင်မှုလားရောင်းမှုတဲ့ပြည်ကကြီး900កว่า900ညဖလာမရခြင်းနဲ့ရခြင်းရမရောင်းပါဘူးခင်ဗျာပြည်ကတပိတ်သေးကလည်းတက်သွားတာ900ဖြစ်သွားပြည်ကတပိတ်သေးဘယ်လောက်ဖြစ်သွားလဲကိုတော့ကကသမမြတ်စွာဘုရားမြတ်တပိတ်ပြောတာကျွတ်တို့ခွန်ကြီးတွေဆုံးခံတဲ့တပိတ်ညာ900တို့ခွန်ကြီးတွေငါတိကြရကြီးခုခொနကြရှိကြမှုတော်သေးတာပေါ့မြတ်တပိတ်က900ဖြစ်သွားတယ်ဒါက600กว่าရောင်းမှုပြ900กว่าရောင်းမှုပြုတ်အရှိရ900ဟေးကောင်1000กว่าခင်ဗျားဘာသာ1000ယုံကလို့လဲနေရောင်းတိုင်းရောင်းမှုတယ်ဗျတဲ့ခွာကြမလာပါဗျာမလာပါဗျာဘယင်ပြန်တော့ဥတင်မရောင်းဘူးတဲ့ဗျာအေးခက်တကူကွာကဲတာဖြစ်တော့ကွာကိုတက်လုံးစားကျင်တဲ့ယာရုလေးပါလေးလူချင်းလို့နဲ့တူပါရဲ့ကွာကောတော့ယာရုနဲ့မြောက်ခဲ့ဟေးဘာလို့ခင်ဗျာမင်းတကြီးလုံးမလားတကြီးမလုပ်ပါဗျာဒီရကြီးကြမှာမဟုတ်ဆိုးဖို့မမြတ်ဆောင်းလို့မခံမရဘူးမလုပ်ချင်ဘူးတဲ့ခက်ကိုကွာမင်းအမတ်လုံးမလားအမတ်မလုပ်ပါနဲ့ခင်ဗျာအမတ်ဆိုတာမတ်ရင်မမရင်ထိုးလဲတဲ့အမျိုးပါခင်ဗျာအမတ်လည်းမလုပ်ချင်ဘူးတဲ့ခွာကြကျွန်တော်ဘာမှမလုပ်ချင်ဘူးခင်ဗျာဒါဖြင့်ငါဘယင်ပြန်တော့ဥတင်မကွာဟုတ်ကဲ့ခင်ဗျာဘယင်ပြန်ပြီးတော့ဥတင်ခြင်းတင်တော့ကျွန်တော်တို့ခိုးတယ်ဆိုးတယ်တိုက်တယ်ခိုက်တယ်လူဆိုးလူယုံမာတွေကိုဥပဒေနဲ့အုပ်ချုပ်လို့ရပေမဲ့လို့ကျွန်တော်ဝင်းတဲ့ကစေတနာသူဘာမှတက်နိုင်မှာမဟုတ်ပါဘူးခင်ဗျာဘုရားကိုယ်တိုင်ပေးအပ်တဲ့တပိတ်ကြီးပါခင်ဗျာရှိသေးတာပေါ့ကွာဆိုပြီးတော့ဘယင်ခံပြန်တော့မလာပါဗျာမလာပါဗျာရာဒူးနဲ့မြောက်လို့မရကြောင်းပါဗျာကွာခက်တယ်ဘုရားကိုယ်တော်တိုင်းကသူ့လက်ထဲအပ်တော့ဟာငါဘယင်မလို့ငါလည်းဘာမှမတတ်နိုင်ဘူးကွာလူမာကဘုရားလူမာကွယ်အလူခံမဲ့ဘုရားကိုယ်တော်များကသူ့ကိုယ်တိုင်အပ်လိုက်တော့ငါဘာမှမတတ်နိုင်ဘူးဟဲ့တို့တော်လည်းမင်းနောက်ကလိုက်ကြည့်ကွာဒီကောင်ကောင်းကောင်းမွန်မွန်ကတ်နိုင်ရင်ကတ်ရောပေါ့ကွာစုပ်ပြတ်နဲ့ကောင်းကောင်းမွန်မွန်မကတ်နိုင်ရင်မြတ်မပိလက်ထဲကဇွတ်ဆွဲယူခဲ့တော့ဘယင်ကမဟာတို့ထင်သေးတယ်ကောင်းကောင်းမကတ်နိုင်ဘူးထင်ပြီးတော့သူထင်သေးပေမဲ့လို့မဟာတို့အိမ်ရောက်နေတာကြားဗျချိုတိုင်းမဖြစ်ပုံတော့မပြောနဲ့တော့ကြည့်တရားငါဘယင်တိုက်ကြီးတရားခမင်းချက်ရောက်နေတဲ့မဟာတို့အထင်သေးပြီးတော့ကောင်းကောင်းမကတ်နိုင်မှယူခဲ့ဆိုပြီးတော့နောက်တက်လိုက်ကြည့်ခိုင်းတော့မဟာတို့ကြီးမြတ်တော်ဘိကြီးထမ်းလို့ဝမ်းပန်းတသာနဲ့ပျော်လွန်းလို့ကြည့်တရားနာကိစ္စမဟာတို့ရဲ့စေတနာမှာကြည့်တော့ဘယ်သူနဲ့မှမတူဘူးတဲ့သူစေတနာမဟာတို့ရဲ့စေတနာမှာဒီမလောက်မတူနဲ့ဘယ်သူမှမကြောက်ဘူးဆိုတာမာနမဟုတ်ပါဘူးစေတနာကြီးရှင်းလိုက်သမ်းပါတဲ့ဘလို့စေတနာနဲ့မှမတူဘူးလို့သူဆိုနေဒီမလောက်မတူဘူးနဲ့ဘယ်သူမှမကြောက်ရွယ်စုတဲ့ပြည်နိဗ္ဗာန်ကိုရေစိတ်တောင်းကူမယ်ဗျာလေမြေအောင်ဖမ်းကြည့်စမ်းလို့ဟိုမှာသပိတ်ကြီးနဲ့ကားနေတာဥစ္စာရင်ကြီးလို့သာတော့မသိဘူးကားနေတာနော်ဒီမဲ့မြတ်တော်ဘိကြီးထမ်းပြီးဖယားကူတော်မြတ်နောက်ကဝမ်းပန်းတသာနဲ့လိုက်သွားလိုက်တကိုင်းတိမ်ဝရောက်ရောဆိုကြပါစို့ဗျာတိမ်ဝရောက်တော့ဒလိဋ္ဌလေးကညကအေးရေးပြတ်တော့မဟာဒုကြီးစောင့်ရင်းနဲ့စိတ်ပြက်ရှိသွားပြီတန်တော်သူများတွေတတိတရန်ကြီးတန်ခါပင့်သွားလိုက်ကြတို့အိမ်ကကိုမဟာဒုကြီးတန်ခါမရလို့ရောင်းလဲနဲ့ငါအိမ်အပြန်ခက်မျက်နှာပြမလှလို့ဘယ်များသဝေထိုးသွားပါလိမ့်မတော်စိတ်ပြက်လို့
ပြန်စင်မောအိမ်ဘက်လှည့်ပြီးခတ်ဆောင်ဆောင်ကွေးကွေးကလေးတရားနာပိဋကမှင်းနေဆိုကြပါစို့အဲဒီချိန်မှာဘုရားကိုယ်တော်မြတ်ရောင်ကြည်တော်မဟုတ်ဦးကသူတို့တဲကုတ်ကလေးနှမ်းထိုးလိုက်အမှောက်မရှိအလင်းရောင်ကြီးပြည့်သွားဒါလေးကမျက်လုံးလေးဖွင့်ကြည့်ဟောကြည်စားမလီဘယ်လိုအယောင်ကြီးပါလဲနေအောင်လာအောင်ကျေအောင်မီးအောင်နဲ့မတူဒါပေမဲ့လို့တလိကညီဝင်းနဲ့ဒီအယောင်မြင်လိုက်လို့လည်းမပူငါစိတ်ကလေးအင်မတန်အေးမြပြီးတော့ကြည်လင်လှပါပြီအမှောင်ရလို့မရှိအလင်းရောင်နဲ့ပြည့်ပြီးတော့ဘယ်လိုအကြောင်းပါလိမ့်မထုံးလို့နောက်လှည့်ကြည့်လိုက်တော့ဟိုကြည်စားကတ္တဗဖယားကိုတော်မြတ်ကြီးအိမ်အရောက်ကြွလာတော်မူပြီးဖယားကိုတော်တိုင်းအိမ်ကြွလာပြီးတို့အိမ်ကဟာကြီးနဲ့လမ်းပဲလွဲနေပါလိမ့်မတို့တို့အိမ်ကဟာကြီးဆိုတာဟိုဒုတ်ကြီးပြောတာမဟာဒုတ်ကြီးပြောတာဟုတ်တယ်တချို့ကလည်းအရင်မရှိဖျားမရှိတို့အိမ်ကဟာကြီးတဲ့ကျွတ်တို့မန္တလေးကြတော့ယဉ်ကျေးပါတယ်သားသားတို့အဖေတဲ့သမီးတို့အဖေတဲ့နာမည်ခေါ်ခဲ့တဲ့တချို့ရှက်လို့တချို့ကြတော့တငယ်ချင်းတဲ့တောင်းမိတ်ဆွေကြီးတဲ့ကျွတ်တို့ဘက်ကဒကမတွေကြတော့ဦးစင်းတို့တကာကြီးတဲ့ခေါ်ကြတာပြောပါစေတချို့မိန်းမတွေကြတော့တို့အိမ်ကလူကြီးတဲ့တချို့ကြအရင်မရှိဖျားမရှိတို့အိမ်ကဟာကြီးတဲ့ဘာကြီးမှလည်းမသိအိမ်ကလူကြီးဆိုတော်သေးဟာကျွတ်တို့ရှိဒကမတယောက်ရှိခုတတိလင်းနာမည်မခေါ်ရှက်လို့သမင်းသားကနီးကြတော့လင်းသမင်းသားခေါ်တာစာချောက်တဲ့အတိုင်းဟေးသမင်းသားဘယ်သူမှလည်းမသိကြားတဲ့လူကဇိုးဝင်စားတော့ခက်ဘူးလားနောက်ချာကြောင့်တရားနာပြေးစားအိမ်ကဟာကြီးဆိုတဲ့စကားကထွက်သွားကန်ပြန်ဆက်ကြပါဦးလားကျုပ်ကလည်းရှာချီတတ်ပါပြီနဲ့ကဲဆက်ကြအောင်တို့တို့အိမ်ကကိုမဟာဒုတ်ကြီးနဲ့ဖယားကိုတော်မြတ်နဲ့လမ်းပဲလွဲနေပါလေကြည့်လိုက်မာတော့မမြင်ရအောင်ဘယ်မြင်မလို့မြတ်ဘုရားကိုယ်တော်မြတ်နောက်ကဘုရားနဲ့ကွယ်နေတော့မမြင်ရဘူးမမြင်ရတော့မဟာတို့ကြီးကလည်းသူ့မြင်နေလိုက်တာတရားနာပြေးတာဘေးဖဲ့ပြီးသပိတ်ကလေးနဲ့ထွက်ပြဟေးနှမငါပြသပိတ်ရလာတယ်ငါကြည်သားမအောင်နဲ့မရပေါ်ဂုံယူခြင်းလို့သပိတ်ကလေးနဲ့ဘေးဖဲ့ပြီးထွက်ပြမလေးကြည်သားမအောင်မြတ်သပိတ်ရအောင်ယူနိုင်တဲ့လင်သားကိုမဟာတို့နဲ့မြတ်သပိတ်ကြီးနဲ့လိုက်ပါပဲမလေးငါဒီဘဝလင်အရာတော်တယ်မြောက်သပိတ်ကယူနိုင်တဲ့ယောက်ျားဟုတ်ဟဲ့ဓမ္မတို့ကိုမဟာတို့အမလေးကြည်စံပရိသတ်ကြီးမြောက်လိုက်တော့ဟိုလူကြီးကသပိတ်ကြီးထမ်းပြီးမြောင်းနဲ့မှန်လားပါဗျာကြွတော်မူပါဗျာဟောမဟာတို့အိမ်ထဲသူတို့လင်မယားနှစ်ယောက်ဝင်ရင်တဲခုတ်ကလေးခါကိုင်းပြီးငုံဝင်ရတယ်ဗျဖယားကိုတော်မြတ်ကြွလာတော့ဓဇမိတ်ကမြင့်ပေးရပါသည်မြေကြီးကနှိမ့်ပေးရပါသည်ခါမကိုင်းမဲ့နဲ့ဝင်တော်မူနိုင်သည်တိုင်းဖယားကြွသူတို့အိမ်နဲ့ဖယားကြွတော့မဟာတို့ကြီးတို့လည်းမရငချင်းသားနဲ့ဆောင်းကပ်ကြငချင်းသားနဲ့ဆောင်းကပ်ပြီးတော့ဖယားကိုတော်မြတ်လှူလိုက်တော့ဆွမ်းဖုံးပေးပြီးလို့အာရသပိတ်ထဲကလည်းပြည့်အောင်လှူမြတ်စွာဘုရားချီးမြှောက်တော်မူတာတပည့်တော်တို့ဇနီးမောင်နှံဝမ်းတန်လာပါပြီတပည့်တော်တို့တက်တဲ့တဲ့ကိုဒီလိုမဟာဒုက္ခဘဝနဲ့မြတ်သပိတ်လှူရတာဝတ်တလို့မဆုံးတော့ပါဘူးလို့ဘုရားလျှောက်တော့ဘုရားကိုတော်မြတ်ကဆန်းလူမောဒနာတရားဟောအာယုန်ဒေတိဝလံဒေတိဒုက္ခဒေတိဗလံဒေတိပฏิဘာနံဒေတိလို့ဆန်းကြုံ၅ပါးဟောဘသူတွေတော့ဆန်းကြုံ၅ပါးကအသက်ရှည်ခြင်းအဆင်းလာခြင်းချမ်းသာကြီးခြင်းခွန်အားကြီးခြင်းပညာကြီးခြင်းအဲ့ဒီဆန်းကြုံ၅ပါးဘုရားဟောတယ်ဗျတန်ဃာတော်အရှင်များစီဆမ်းမဖုံးပေးရလို့ရှိရင်ဖယားအမှုထားလို့ဖယားအစထားလို့ဆမ်းမစားရရင်9ရက်ပြည့်ပြန်တော်မူနိုင်သည်ပရိနိဗ္ဗာန်ဆံနိုင်သည်မှန်လားပြိဿကြီးမှတ်ကြဗျဆမ်းကြိုးတွေတန်ဃာတော်များဆမ်းလူရတာဟာအသက်လူရလို့ပဲတဲ့ဗျဒါကြောင့်တန်ဃာတော်များဆမ်းဖုံးပေးပြီးတော့အသက်ရှည်တော်မူကြသလိုအသက်ရှည်တဲ့အကျိုးတွေခံစားရတန်ဃာတော်ရှင်များသည်ဆမ်းတရမဖုံးပေးရကပရိယစာပေကျမ်းဂန်တင်ပြဖို့ဝေးစွာခန္ဓာကိုကြည့်လိုက်ပြန်တော့လေညှိုးပိန်ပြီးတော့တရားနာပရိသတ်လှသောအရှိန်ကြီးပြောက်သွားလှတယ်ဆိုတာဝါချိုးပြိုပြည့်တင်းဒါလို့ဆိုလို့တယ်ဘ
ဘုန်းကြီးဆိုတာဘယ်လိုပြင်းပြင်းကရုံးကြီးနဲ့တိတ်ထူတာမဟုတ်ဘူးဒါကြောင့်